ဒါမှကောင်းမှုရှောင်းဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောတယ်နောက်ကောင်းမှုဆောင်ကုသလတုပတံပါဒကောင်းတာဆိုလို့ရှိရင်တော့ပြည့်စုံအောင်လုပ်ရမယ်ပြည့်စုံအောင်လုပ်လို့ပြည့်စုံဆိုတဲ့စကားလုံးလေးကမကောင်းမှုဟာအများကြီးရှိတယ်ဆိုတာကိုသူကလည်းဘာဖြစ်နေတော့ပေါ်ညွှန်းနေတယ်အဲ့တော့မကောင်းမှုဆိုတာဘာလဲရေဘူးရသဘောအဖြစ်တော့ဒါနသီလသမာဓိပညာဆိုတဲ့ဘာဝနာဒီလေးမျိုးပေါ့နော်ဒါနသီလသမာဓိပညာကိုဘာဝနာလို့သုံးမယ်ဆိုရင်တော့ဒါနသီလဘာဝနာပေါ့နော်ပေးမယ်ဝေမယ်မျှမယ်စွန့်နိုင်တယ်လွတ်နိုင်တယ်ဒါအလွန်ကောင်းတယ်ဒီဥစ္စာအထူးသဖြင့်ဝေတယ်မျှတယ်မေတ္တာအခြေခံပြီးတော့သူလည်းပဲအစဉ်ပြေပါစေကိုယ့်ရဲ့အစဉ်ပြေမှုကိုခွဲဝေပေးနိုင်တယ်ဒါအလွန်ကောင်းတယ်ဘလို့မှညင်းလို့မရဘူးဒီစိတ်ကလေးကအလွန်ကောင်းတဲ့စိတ်ကလေးဒီစိတ်ကလေးကိုအခြေခံပြီးတော့ဘုန်းကြီးတို့ပြောတာလေးတွေလုပ်တာလေးတွေအလွန်ကောင်းတယ်ဟုတ်တယ်မဟုတ်လားဒါနကိုပြောတာနော်နောက်နှစ်ချက်ငါရဲ့အပြုအမူအပြောဆိုကြောင့်ဘယ်တော်ဘာမှမထိခိုက်စေရဘူးဘာကိုပြောနေတာတော့သီလကိုပြောနေတာဟုတ်တယ်မဟုတ်လားအဲ့လိုလေးရိုးလေးနားလေရမယ်နော်ဒါအလွန်ကောင်းတယ်နော်ဒီစောင့်စည်းမှုလေးရဟုတ်လားသုံးချက်ဘာဝနာကြတော့အလွန်လေးနဲ့သွားတယ်သောသောနိဝရဏတွေမဖြစ်အောင်စိတ်ကိုချမ်းသာမှုနဲ့ငြိမ်သက်နေအောင်ကြိုးစားတာကိုတမာတိလို့ခေါ်တယ်ကိုယ်ဘဝရဲ့အကြောင်းကိုယ်စိတ်တွေရဲ့အကြောင်းကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ယုံနာရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်နားလည်အောင်ကြိုးစားလို့ဒါတွေဟာပြီးဆုံးလိုက်နေတဲ့အနိစ္စတွေပဲကောင်းမွန်တဲ့သဘာဝတွေမှာမဟုတ်ဖဲကိုအစိုးရတဲ့သဘောတွေမှာလည်းမဟုတ်ဖဲကိုလို့အနိစ္စဒုက္ခအနတ္တကိုမြန်သိမယ်ဆိုရင်အဲ့ဒါအလွန်မှအဆင့်မြင့်တဲ့ပညာဖြစ်တယ်ဘောဟာဒုက္ခသစ္စာပဲဆင်းရဲပြီးဆင်းရဲဖြစ်နေတဲ့သဘောကလွယ်လို့ဘာမှဖြစ်နေတာမဟုတ်ဘူးလို့မြန်တကယ်သိမယ်ဆိုရင်တကယ်ဆိုတာပဋိဝေဒကိုရည်ညွှန်းတာတကယ်သိလို့ရှိရင်အဲ့ဒါအရိယာကိုဖြစ်မှာမဉဏ်ရတယ်ခေါ်တာခုကျတို့ကဘောကိုဆင်းရဲလို့တကယ်သိတဲ့ဉာဏ်ကိုမရသေးဘူးခုဘုန်းကြီးကဘာကိုအဓိပ္ပာယ်ဖွင့်နေတာတော့ကောင်းမှုဆိုတာကိုအဓိပ္ပာယ်ဖွင့်နေတာကောင်းမှုဟာဒါနသီလသမာဓိပညာအဆင့်အမြင့်ဆုံးဒီပညာပဲအဲ့ဒီပညာထဲမှာမှလောကုတ္တရာကုသိုလ်မဉဏ်၄ပါးဟာအဆင့်အမြင့်ဆုံးပဲဘယ်ချမ်းသာကိုသူကပေးမှာတော့နိဗ္ဗာန်ချမ်းသာကိုမြင်ရစီမှာကျတို့ရဲ့ပန်းနိုင်နော်အဲ့တော့မြတ်စွာဘုရားကောင်းမှုကိုဆောင်လို့ပြောတဲ့အခါမှာကောင်းမှုအမျိုးအစားကိုဘုန်းကြီးကအရင်ပြောလိုက်တာဒါမှထပ်ပြီးတော့ချုပ်ချင်သေးတယ်ဆိုလို့ရှိရင်ကောင်းတဲ့စိတ်ကလေးကိုခြေခံပြီးတော့တွေးလေသမျှပြောလေသမျှလှုပ်လေသမျှဟာကောင်းမှုလို့ယူလေးနားလေကောင်းမှုဆောင်လို့ပြောလိုက်တိုင်းငါမကောင်းတဲ့စိတ်မဖြစ်အောင်လုပ်ဖို့လိုတယ်လို့တပြိုင်တည်းထဲမှာပဲကောင်းတဲ့စိတ်ဖြစ်အောင်လည်းလုပ်အောင်မယ်ဒီသဘောလေးဟုတ်လားကောင်းမှုနဲ့ချမ်းသာဒုက္ခကိုလည်းအကြောင်းအကျိုးသဘောလေးလို့မြင်စေခြင်းတာဟုတ်လားဒါဘုန်းကြီးတို့အစီဩဇာနဲ့ပြည့်စုံတဲ့စေဝါကိုမှီဝဲမယ်ဆိုလို့ရှိရင်ကျမကြီးကောင်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုသေချာပေါက်ရရှိမယ်ပေါ့ဟုတ်လားအရေးကိုခိုးလိုက်မယ်ဆိုရင်အေးချမ်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုသေချာပေါက်ရရှိမယ်ပေါ့ကောင်းမှုကိုမြတ်စွာဘုရားအဲ့လိုလေးဥမာပေးတာနော်ဆာယာဝအနုပါယိနိကောင်းတဲ့စိတ်ကလေးနဲ့တွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ဒီလူရဲ့နောက်ကိုချမ်းသာဒုက္ခအမြဲလိုက်လိမ့်မယ်ဥပမာကိုယ့်ရဲ့အရေးဟာကိုယ့်နောက်ကိုအမြဲလိုက်နေတယ်လို့အရေးနဲ့ဥမာပေးတာဆေးဝါးနဲ့ဥမာပေးတာလည်းရှိတယ်နော်ဘာသိသိချင်းလို့ဘုန်းကြီးကပြောနေတာတော့ကောင်းမှုနဲ့ချမ်းသာဒုက္ခကိုအကြောင်းကျိုးလို့သိသိချင်းတာအကြောင်းတရားကိုဘုန်းကြီးတို့လုံးမိပြီဆိုရင်အကျိုးရလက်မရမှာပူเสียမလို့အလွန်ထင်ရှားတဲ့မြတ်စွာဘုရားရဲ့စကားတော်လေးတစ်ခွန်းရှိတယ်နော်မဟာဘိက္ခဝေပုံညာပါယိဋ္ဌဒုက္ခတေတံအဓိဝဆနံယတိတံပုံညာနိယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာတတို့လိုလားတဲ့ချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးပဲလို့အလွန်စိတ်ဝင်စားပဲကောင်းတဲ့လှပတဲ့စကားလုံးလေးသုံးပြီးတော့ဟောတာအဲ့ဒါမျိုးလေးမှတ်ထားကျတို့ပုထုဇဉ်တော်တွေဆိုတာစိတ်ရဲ့သဘောလိုပဲပြောကြပါစို့မကောင်းတာဆိုရင်ပြုံးမွေတယ်ကောင်းတာဆိုရင်လှုပ်ဖို့ခက်တယ်ရေလိုပဲလောင်းချလိုက်နှိမ့်ရစီးသွားတာမြင့်ရရောက်ဖို့ဆိုတာတမင်ကြိုးစားရတယ်ရုန်းကန်ရတယ်စိတ်ရဲ့သဘောကအဲ့တိုင်းပဲမကောင်းတာပျော်တယ်အလိုလိုဖြစ်တယ်ကောင်းတာဆိုရင်တမင်ကြိုးစားရတယ်အထောက်ရတယ်ကြိုးစားပြီးအထောက်ရပြီးဆိုရင်ဘုန်းကြီးတို့ကခက်ခဲတဲ့သဘောလေးလံတဲ့သဘောကဖြစ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားစိတ်ရဲ့သဘောကိုသိလို့ကောင်းမှုကိုမကြောက်နဲ့ကောင်းမှုကကြောက်เสียမဟုတ်ကောင်းမှုဆိုတာသင်တို့လိုလားတောင့်တတဲ့ချမ်းသာဒုက္ခရဲ့နောက်ထပ်နာမည်တစ်မျိုးတဲ့ဒါကျတော့ချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်လေးများဖြစ်လာရင်နောက်ထပ်နာမည်လေးတစ်မျိုးလေးပြောင်းပြီးတော့ဆန္ဒဖြစ်ရကောင်းမှုလုပ်ခြင်းနဲ့ကောင်းမှုလိုခြင်းနဲ့နော်ချမ်းသာလိုခြင်းနဲ့ဆိုတဲ့စကားထက်ကောင်းမှုလိုခြင်းနဲ့ဆိုတဲ့စကားလေးကလက်တွေ့ပို့ပြီးတော့ဆန်တယ်ဟုတ်လားကောင်းမှုနဲ့ချမ်းသာအတူတူလို့ပြောလိုက်တာမြတ်စွာဘုရား
အောစရာကောင်းတာလေးဖြတ်ပြောဦးမယ်အဲ့ဒီစကလုံးလေးရဲ့အဆက်အဲ့ဒီတုတ်တန်ရဲ့အဆက်ကောင်းမှုကိုမကြောက်နဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်လို့ပြောပြီးတဲ့နောက်မှာကောင်းမှုပြုဖို့တိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားဘယ်ကောင်းမှုကိုတိုက်တွန်းတယ်ထင်လဲမေတ္တာအောစရာကြီးကျွတ်တို့လောကီကောင်းကျိုးချမ်းသာတွေကိုရပေးတတ်တဲ့ကုသိုလ်တွေထဲမှာလောကီကုသိုလ်တွေမှာမေတ္တာကိုဘယ်ရာမှမမေ့ဘူးမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောလေးရှိသလားကိုယ်စိတ်ထဲမှာအကဲခတ်ကြည့်ဟုတ်လားများသောအားဖြင့်ကျွတ်တို့စိတ်ကတတ္တဝါတွေရဲ့အပေါ်မှာမြင့်မြတ်တဲ့သဘောထားထားခဲ့တယ်ပူလောင်တဲ့ပြင်းထန်တဲ့အကျိုးမရှိတဲ့သဘောထားတွေပဲထားတာများတယ်ရည်ဘူးရသဘောတော့အလိုမကျတာတွေပဲများဟုတ်တယ်မဟုတ်လားဘု து အကြောင်းစဉ်းစားလိုက်အလိုကျနေသလားချမ်းသာစေခြင်းနေသလားကိုယ့်အကိုပဲအမိဖမ်းကြည့်လိုက်တစုံတယောက်အကြောင်းခေါင်းထဲရောက်လာတယ်ဘလို့စိတ်နဲ့ဘလို့သဘောထားနဲ့ရောက်လာတယ်လေကြည့်လိုက်မေတ္တာပါရင်အလွန်ကောင်းတော့နော်မေတ္တာမပါဘူးဆိုရင်အဲ့ဒါကိုယ့်ကိုဒုက္ခရောက်အောင်လုပ်နေတာပဲမြတ်စွာဘုရားအဲ့မှာမေတ္တာကိုထောက်ပြတယ်ငါတဲ့ဘုရားလောင်းဘဝတစ်ခုသောဘဝတုန်းကခုနှစ်နှစ်တည်အဲ့ဒီမေတ္တာတရားကိုကြိုးစားအားထုတ်ကိုယ်လွန်တဲ့အခါမှာငါဗြဟ္မာဖြစ်တယ်တဲ့အလွန်တက်တန်းရှည်တဲ့ကပ်ကဘာနဲ့ခြီးပြီးတော့တက်တန်းရှည်တဲ့ဗြဟ္မာဖြစ်တယ်တရားမဲမောင်ဘလောက်နော်ဒီကဘာမြေပြင်လောကကိုတယောက်တည်းအုပ်စိုးရတဲ့ဧကရေမင်းကဘလောက်အများကြီးရေတွက်ပြီးတော့ပြတယ်မြတ်စွာဘုရားစိတ်ရှိလက်ရှိဟုတ်လားအဲ့တော့ဘုန်းကြီးတို့တွေကဘဝရဲ့ဒုက္ခသစ္စာသဘောကိုမသိကြသေးတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမမောမှုကမကင်းကြသေးဘူးမမောမှုမကင်းသေးသမျှဘဝခရီးကိုဆက်ဒီဘဝနဲ့မကဘူးနော်ဒီဘဝခရီးဆိုတာလေးကဘာမှမပြောပါတော့ဘူးသေပြီးရင်ဆက်မဲ့ဘဝခရီးကအပြောင်းလဲကျန်းတယ်ခံမှန်းဖို့လဲခက်တယ်အခုပြစ္ဆုတ်ပန်ရှောင်းလန်းနေတဲ့ဘဝခရီးရဲ့အပြောင်းလဲကျန်းပုံခံမှန်းရခက်ပုံကဘာမှမပြောပါတော့သေးဘူးသေပြီးတဲ့နောက်မှာဆက်မဲ့ဘဝခရီးကပိုးပြီးတော့အပြောင်းလဲကြီးတယ်ခံမှန်းဖို့ဆိုတာဘယ်လိုမှမလွယ်ဘူးအဲ့ဒါလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့အာကိုအာရာအပြုတိုက်ဆုံးအရာပြုလို့အရာဆုံးအရာဘယ်ရလဲလို့မြင်ကောင်းမှုအဲ့ဒီကောင်းမှုတွေထဲမှာမှအခုထိတ်သီးကိုဆွတ်ပြီးတော့မြတ်စွာဘုရားဟောလိုက်တာဘယ်ရတော့မေတ္တာနော်ဒါတရားဟောရင်းနဲ့သတိထားစရာလေးတွေဘုန်းကြီးကပြောပြတာဘာကြောင့်ကောင်းမှုကိုဆောင်ဖို့မြတ်စွာဘုရားတိုက်တွန်းရတာတုံးလို့မြင်ချမ်းသာစေခြင်းလို့တလုံးနဲ့ဖြေလိုက်တတ်စေခြင်းတာဘာလို့မကောင်းမှုကိုရှောင်ခိုင်းတာတုံးလို့မြင်ဆင်းရဲမှာစိုးလို့ဖြေတတ်စေခြင်းတာကောင်းမှုဆိုတာဘာလဲလို့မေးဟေးကောင်းတဲ့စိတ်နဲ့လှုပ်တာပြောတာတွေးတာပေါ့ကွာလို့ဖြေတတ်စေခြင်းတာမကောင်းမှုဆိုတာဘာလဲလို့မေးရင်မကောင်းတဲ့စိတ်နဲ့တွေးတာပြောတာလှုပ်တာမကောင်းမှုပေါ့ကွာလို့ဖြေတတ်စေခြင်းတာအကျေလေးမြန်ပြောတတ်မယ်ဆိုရင်လည်းအတိုင်းထက်လွန်ကောင်းတယ်မကောင်းမှုလို့မြန်ကောင်းကောင်းမွန်မွန်ပြောခြင်းမယ်ဆိုရင်နိဗ္ဗာန်တရား၅ပါးကိုပြောကောင်းမှုလို့ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုရင်ဘယ်သူ့ကိုပြောခိုင်းတယ်ထင်လဲတရားစစ်နေဘုန်းကြီးကနောက်ဘုန်းကြီးတရားတွေနာဘူးရင်ဒါတွေကဘုန်းကြီးပြောနေကြစကားတွေကောင်းမှုလို့ပြည့်ပြည့်စုံကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးဒီကောင်းမှုတက်တက်ပဲဘာမကောင်းတာမှမရောရှင်းဘူးအလွန်ဖြူရှင်းတဲ့တရားတတိပဋ္ဌာန်တရား၄ပါးတတိပဋ္ဌာန်တရား၄ပါးဆိုခုနတကလေးပြောတဲ့အပမဒနဲ့နေတာတတိနဲ့နေတာဘယ်ပုံမှာတတိရှိတာဆိုကိုယ်ခန္ဓာရဲ့ကိုယ်ပုံမှာတတိရှိတာရုပ်ပိုင်းဆိုင်ရာပုံမှာဖြစ်မယ်အခုလောလောဆယ်ခံစားနေရတာရဲ့အပေါ်မှာဖြစ်မယ်အခုလောလောဆယ်တွေးကြံနေတဲ့အတွေးကြံပုံမှာဖြစ်ခြင်းလည်းဖြစ်မယ်သေချာတာကတော့ဒီယုံနာရဲ့အပေါ်မှာဒီသဘောတဘာဝရဲ့အပေါ်မှာစိတ်ရှိနေတယ်သတိပဋ္ဌာန်တရားရဲ့အနှစ်ချုပ်ကအဲ့ဒါပဲကိုဘာဖြစ်နေသလဲဆိုတာလေးကိုအာယုံဆိုင်နေအယိုးရှင်းဆုံးအလွယ်ကူဆုံးစကားလုံးလေးတွေတုံးပြီးတော့ဘုန်းကြီးပြောတယ်နော်ကိုဘာဖြစ်နေသလဲငါစိတ်တွေကဘာဖြစ်နေတာတော့နော်အဲ့ဒါလေးကိုဘာလို့အောင်ပတွင်းပေါက်လေးဖွင့်ပြီးတော့ကြည့်တယ်လို့မျိုးကြည့်ပါအဲ့ဒီအလေးအကျင့်လေးကိုလုပ်ရမယ်နော်အခု9ရက်ဒီမှာနေ့လည်ခင်းမှာတရားလာအထုတ်ကြမယ်ဆိုတော့စီစဉ်ထားကြတယ်ကိုယ်ခန္ဓာကိုရှုခင်းကြီးလို့သဘောထားပြီးတော့ဒီရှုခင်းကိုမြင်ဖို့အတွက်တတိပဋ္ဌာန်ပေါက်ကိုဖွင့်ပြီးတော့ကြည့်ဘာတွေဖြစ်နေတာတော့ဘလို့တွေဖြစ်နေတာတော့ဒါရဲ့အပေါ်မှာငါထင်းနေတာနဲ့တကယ်ဖြစ်နေတာနဲ့ထပ်တူကြရဲ့လားငါဘလောက်လွဲနေတယ်လဲမှားနေတယ်လဲဆိုတာကိုအဖြေမှန်ရအောင်လုပ်တာပဲလွဲမှန်သိရင်တဲ့မှာအခုကျွတ်တော့လွဲမှန်မသိဘူးကောင်းကောင်းကြီးလွဲရကောင်းတယ်နော်ကျွတ်တော့ပုထုဇဉ်တွေရဲ့စိတ်ကကောင်းကောင်းကြီးလွဲနေတာအဲ့ဒါကိုမြတ်စွာဘုရားတဲ့ပေးစေခြင်းတာသူကလည်းဂျားတွေကဝင်ပြီးတော့တဲ့ပေးလို့ရတာမဟုတ်တဲ့နီးပဲပေးနိုင်တာတစုံတယောက်ကဘာမှဝင်လုတ်ပေးလို့ရတဲ့အမျိုးမဟုတ်ဘူးတဘာဝကိုကမရဘူးလုံနီးပဲပေးလို့ရတာဟုတ်လားအဲ့လိုဆိုရင်ကောင်းမှုဆောင်ဆိုတာလေးကိုအခြေခံတည်တင်တည်တိုက်တဲ့အကြောင်းအရာလေးတွေကိုတည်တင်တည်တိုက်တဲ့နဲ့တဲ့ရှုထောင့်လေးတွေကနေကြည့်ပြီးတော့အထိုက်လျောက်တော့နားလည်သွားပြီလို့ဆိုနိုင်တယ်နော်
ကောင်းမှုလို့ပြည့်ပြည့်စုံစုံပြောခြင်းရင်တတိလေးနဲ့နေနေတာအဲ့ဒါအကောင်းဆုံးကောင်းမှုပဲဘလောက်လှူပေးဘယ်လိုမှဒီအလုပ်ရဲ့နော်ဒီအလုပ်ကြောင့်ဖြစ်နေတဲ့ကောင်းကျိုးမမိဘူးဟုတ်လားဒါမကောင်းမှုရှောင်နဲ့ကောင်းမှုဆောင်